ဆရာကိုပြောပြလိုက်လို့ပြောနေတော့မှာပဲဝမ်းလင်ကချင်းဟန်ကိုဓာတ်ရိုက်ဖန်ဆွဲလိုက်ပြီးဖြစ်ခဲ့တာတွေအကုန်ဆရာကိုပြောပြလိုက်လို့ပြောလိုက်တဲ့ဒီစကားကိုကြားလိုက်တာနဲ့လူတိုင်းစိတ်ဝင်စားပြီးကြည်လာကြတယ်ချင်းဟန်ကခေါင်းညစ်ပြီးလမ်းတစ်လျှောက်ကြုံခဲ့တာတွေကိုစပြီးပြောပြလိုက်တဲ့ကောင်းကင်ကနေကြာလာတဲ့နတ်တစ်သားချောင်းများချောင်းတည်သွားတဲ့ဝေပုံတွေကြီးများမိုးကျူးအင်အားနဲ့လျှက်စစ်ကြည့်ပြီးတဲပိုးကြီးတည်ဆုံသွားတာလူတိုင်းနားထောင်နေတဲ့အခါမျက်နှာပေါ်ကအံ့အားသင့်မှုတွေပူပူပြီးထင်ရှားလာတယ်ညီမငယ်ကအချင်းချုပ်ပြောလိုက်တဲ့ဆိုလိုတာကအမကအရန်ဆွမ်းထက်တဲ့အရှင်ကြီးတယောက်နဲ့တွေ့ခဲ့တာပဲချင်းဟန်ကခေါင်းငိမ့်ငိမ့်နဲ့သဘောတူလိုက်တဲ့အခြားခိုင်းဆရာကြီးတွေကလည်းမေးလိုက်ကြတဲ့ချင်းဟန်အဲ့ဒီအရှင်ကြီးကိုမျက်နှာချင်းဆိုင်တွေ့ခွင့်ရနိုင်မလားအခုကျွန်တော်တို့အနေရကြားထဲမှာရှိနေတဲ့အဲ့ဒီအရှင်ကြီးကိုကူညီပေးဖို့ခေါ်နိုင်ရင်အခြေအနေပြောင်းလဲနိုင်မယ်ထင်တယ်ဒါပေမဲ့ချင်းဟန်ရဲ့မျက်နှာကချက်ချင်းမကောင်းသွားတယ်သူ့မှာအဲ့ဒီအရှင်ကြီးနဲ့ဆက်သွယ်ရမယ့်နည်းလမ်းမရှိဘူးဝမ်းလင်ကတစ်ချက်ကြည့်တာနဲ့လူတိုင်းရဲ့အတွေ့ကိုနားလည်သွားပြီးအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်မတွေ့ဘူးလေလူတယောက်ပေါ်မှာမျောလင်းချက်မတထားတင်ဘူးအဲ့ဒီလူကလည်းထင်ထားသလိုအားကြီးတာမဟုတ်နိုင်ဘူးဒီစကားကိုကြားလိုက်တာနဲ့လူတိုင်းသတိပြန်ဝင်လာကြတယ်ဘာလို့လဲဆိုတော့ချင်းဟန်ကအခုတောင်တာမတ်အဆင့်လေးတယောက်ပဲသူပြောတဲ့မိုးကြိုးတစ်ချက်နဲ့ဖြည့်ဆည်းနိုင်ခြင်းလက်တစ်ဖက်နဲ့ကောင်းကင်ဖုံးနိုင်ခြင်းဆိုတာတွေကအတွေ့အကြုံလေးလို့ပုံမချက်ကားပြောတာဖြစ်နိုင်တယ်ချင်းဟန်ကအရန်ဒေါသထွက်လာပြီးအရှင်ကြီးကတကယ်အရန်အားကြီးတယ်လို့အတင်းပြောလိုက်တဲ့ဒီလူတွေဘာလို့မယုံကြတာလဲဒီအချိန်မှာမှန်ဖို့အပြင်ဘက်မှာနိုးလာပြီးအထက်ကလူငယ်လေးကိုကြည့်နေတဲ့ငါကစိတ်ဆိုးသွားတယ်မင်းတို့လို့လောင်အိမ်ထဲကအကောင်လေးတွေတောင်ကနန်းလက်မှတ်တောင်မနိုင်တဲ့သူတွေကဘာရေးနဲ့ငါကိုတန်တရားဝင်ရတာလဲယုံမယုံတကယ်လက်တစ်ဖက်နဲ့ကောင်းကင်ဖုံးပြမယ်နော်ချင်းဟန်ကဆက်လက်ရှင်းပြနေတော့ရုတ်တရက်တစ်ချက်ထိတ်လန့်သွားပြီးကောင်းကင်ကိုလှမ်းကြည့်လိုက်တယ်အခြားသူတွေလည်းစကားပြောတာရက်ပြီးကောင်းကင်ကိုကြည့်လိုက်ကြတယ်ဒါပေမဲ့တိမ်တွေကလွယ်လို့ဘာမှမမြင်ရဘူးအဲ့ဒီအချိန်မှာအခုမင်းတို့ဘာလို့အပ်လဲဆိုတဲ့အတန်ကိုချင်းဟန်ကြားလိုက်တဲ့သူချက်ချင်းပြန်လှည့်ပြီးဆရာအရှင်ကြီးကမေးနေတယ်ကျွန်တော်တို့ဘာလို့အပ်လဲလို့ဝမ်းလင်ရဲ့မျက်နှာပူပြီးတင်းမာလာတဲ့စိတ်ထဲမှာအလုံးစိတ်ရှုပ်ထွေးနေတယ်အဲ့ဒီအရှင်ကြီးကိုကိုယ်တိုင်လှုပ်ရှားစေခြင်းရင်ပေးရမယ်ဈေးနှုန်းကြီးမှလိမ့်မယ်ခဏစဉ်းစားပြီးနောက်ဝမ်းလင်ကတိုက်ရိုက်ဒူးတစ်ဖက်တင်ပြီးလက်အုပ်ချီကလေးစားစွာပြောလိုက်တဲ့အရှင်ကြီးကျွန်တော်တို့ကိုမိုးကျိုးစွမ်းအားကြောက်ပေးသနာပါခိုင်းကာကွယ်ရေးအလှည့်ကိုဆက်လက်လက်ပတ်နိုင်ဖို့လိုပါတယ်ဒါဟာသူစဉ်းစားနိုင်တဲ့အလုံးကျုံဆုံးနီလန်ဈေးနှုန်းအနည်းဆုံးနီလန်ပဲအဲ့ဒီအရှင်ကြီးကိုကိုယ်တိုင်လှုပ်ရှားစေရမလို့ဘူးသူတို့ကာကွယ်ရေးအလှည့်ကိုဆက်လက်ထိန်းသိမ်းနိုင်ရင်လုံလောက်ပြီးဒီဒေတာဟာဆင်းရဲတဲ့မြေဖြစ်တယ်သူတို့ကိုလူတဝက်တရိတ်ဆန်တွေဝိုင်းထားပေမဲ့အဲ့ဒီကနန်းသားရှိနေတဲ့ရွေးနှစ်ပေါင်း100လောက်တောင်ထိန်းထားနိုင်တဲ့အဲ့ဒီလူတဝက်တရိတ်ဆန်တွေကအရေးအတွက်များပြီးအသုံးစရိတ်လည်းအများကြီးဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့သူတို့ထပ်မခံနိုင်တော့ပဲရော့သွားမှာပဲ